ငါဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူး तू ကမင်းရဲ့အဖေပဲလေ तू ကမင်းကိုအရှမ်းချစ်မှာပါ ဒါပေမဲ့သူပြောနေတာကိုတစ်ခါမမြင်ဘူးအမြဲတမ်းတစ်ယောက်တည်းပဲနေတယ်ငါနဲ့ငါမေကိုလည်းရှေ့ရလို့တော့မထင်ဘူးတကယ်လို့သူအကိုချူရံကိုတွေ့ဝင်ရရင်အရန်ပြောသွားမယ်လို့ထင်ထားခဲ့တာဒါပေမဲ့အခုကျတော့ငါအရန်ကိုကြောက်လာတယ်တကယ်လို့သာသူအကိုချူရံနဲ့တရုတ်ပြည်ကိုလိုက်သွားရင်ငါမိနဲ့ငါပဲကြံခဲ့ရမှာအဲ့လိုသာဆိုရင်ငါအရန်ကိုဝမ်းနေရမှာငါဘယ်လိုလုပ်ရမလဲနေ့တွေလည်းအရန်ကြာသွားပြီနော်မင်းမေရောနေကောင်းရလား ကောင်းပါတယ် ဒါနဲ့စုံပိုင်တင်တန်းကြောင်းအဆင်ပြေရလား ပြေးပါတယ်ခမရအောင်ပြန်သွားခြင်းလို့လားငါလည်းဒီမှာနေတာအသားကျနေပါပြီနေပါစေငါမပြန်တော့ပါဘူးကွာဟိုတော့မင်းမေနဲ့ငါပတ်သက်ခဲ့ပုံတွေကိုငါခုချိန်ထိမမိနေသေးတယ်လုံးဝမေ့လို့မရအောင်သူ့ရဲ့အပြုံးလေးတွေကအရန်ကိုလှတာဒီနေ့ထိပြန်လည်မြင်အောင်မိတော့မယ်ကွာဒါပေမဲ့အရင်တော့အသက်အရွယ်ငယ်သေးတယ်လေငါကတိုက်ကွမ်ဒိုလောကမှာဆရာတဆူဖြစ်ဖို့ပဲမျှော်လင့်နေတာအဲ့ဒါကြောင့်ငါချန်တင်တန်းကျောင်းမှာနေဖို့ရွေးချယ်ခဲ့တာပြီးတော့လေအရာအားလုံးငါဆွန့်လွတ်ခဲ့တယ် ဒါဆိုရင်အခုနောင်တရနေရလား နောင်တာကုန်လွန်ခဲ့တဲ့နှစ်တွေမှာငါနောင်တရဖို့တော့အခွင့်အရေးမရှိခဲ့ပါဘူးငါခုတော့နားလဲပါပြီငါတိုက်ကွမ်ဒိုအရယူနိုင်ခဲ့ပေမဲ့ငါချစ်တဲ့လူတွေအားလုံးတော့ငါဆုံးရှုံးခဲ့ရတယ် ဒါဆိုရင်အဲ့ဒီကိစ္စတွေကြောင့်တိုင်ပွဲတွေဝင်မပြိုင်တော့တာလား ပြိုင်ပွဲတွေကိုဆက်ပြိုင်နေလို့လဲဘာအဓိပ္ပာယ်ရှိအောင်ပါလဲငါစုံပိုင်အတွက်
ကိုအမိတိုင်းပြည်အတွက်စူးစမ်းခဲ့တာပါငါအနိုင်ရပြီးတဲ့နောက်ပိုင်းမှာကိုတိုင်းပြည်အလံမြင့်တက်သွားတာကိုကြည့်ချင်နေခဲ့တာပါချူရငါမတောင်းဆိုပါဘူးငါ့အဖေလို့ခေါ်ပါလို့ငါမတောင်းဆိုပါဘူးဒါပေမဲ့မင်းအနေနဲ့ဟိုတော့ငါလိုမျိုးနောက်ပြန်လဲလို့မရတဲ့အခြေအနေနဲ့အမားမျိုးမကျူးလွန်စေချင်ဒါအရန်နေယူလာတဲ့တင်နန်းသားဝတ်စုံပါအခုငါမင်းကိုပေးလိုက်ပြီချူရန်မင်းတကယ်လိုချင်တဲ့အရာကိုဖော်ထုတ်ပါငါရဲ့အမားကြောင့်မင်းဘဝမထိခိုက်စေချင်是你吧，那双青春炙热的眼睛，不再闪躲，跳动着的心，就算逆着光也前行。那个远方，什么模样，萦绕着发烫的梦想。让你的翅膀变成行囊，陪着我，在有梦的地方。是梦吗？是你吗？就算现实会将我吵醒，渺小生命越波澜不惊，越无法忘记。是梦。 ဒီနေ့နေ့ကြာရင်မင်းဒီဝိဆုံပြန်ဝင်နိုင်ပြီလို့ငါမျှော်လင့်တယ်那双青春炙热的眼睛，不再闪躲，跳动着的心，就算逆着光也前行。那个远方叫做流浪，到不了也念念不忘。让你的翅膀变成行囊，陪着我，在有梦的地方。အခုရောက်ပါအခုချွရန်ကတိုင်ကွမ်တို့ပြန်ကစားလိုက်မယ်လို့ထင်လိုက် အဲ့ဒါတော့ငါလည်းမသိဘူး။ तू ပြန်ကစားရင်လည်းကစားမှာပေါ့ ကျမလည်းအဲ့လိုပဲထင်တယ် ။ကဲလေ့ကျင့်မယ် ဟုတ်ဟာအခုတောင်းမပါတယ် ။ရပါတယ်။ပြန်ရောက်တာနဲ့ထင်ရင်နဲ့ပြန်ရတော့မှာ။မနေ့ပြန်စပြီးတော့ဒီတက်ပို့ပြီးလေ့ကျင့်မှာ။နားလေလား။ပြန်စမယ် ဟ
တော့ပိုင်းချောင်း ဟမ်အကိုချွေးရန် မနေ့ကတရုတ်ကိုပြန်ရတော့မှာဆိုတော့ငါတို့ကရှောက်လေကြအောင် မင်းတို့ပဲသွားကြပါ ဒါပေမဲ့စီနီယာထင်းနဲ့ပြိုင်ဖို့အတွက်လေ့ကျင့်အောင်ပဲမဟုတ်ဘူးလား ပြန်မဝင်ခင်မှာနားယူလိုက်လေဒီနေ့ကကိုရီးယားမှာနေတာနောက်ဆုံးနေ့ဆိုတော့မင်းတို့ပဲရှောက်လဲကြပါ ငါတို့တူတူသွားကြမယ်ကွာချမ်းအောင်ရောက်ပြီးတဲ့ကမင်းလည်းအပြင်ထွက်မလဲရသေးဘူးလေ မလိုက်တော့ဘူးငါလုံးဆရာရှိသေးတယ်ကီးဥဆိုင်ပြီးတော့ ရောက်ဒီမှာ ဒါကကျမအတွက်လားကျေးဇူးပါပဲ ဆရာကြီးရင်ရဲ့ကိစ္စအတွက်အကိုညီမကိုကျေးဇူးတင်စကားပြောချင်နေတာဒီနေ့မှပဲအပြင်ထွက်ခွင့်ရတော့တယ်ညီမဘယ်သွားချင်လဲ အဲ့ဒါ ကဲလာပါအခုနောက်ကိုသာလိုက်ခဲ့လိုက်တော့ ဝါဒီနေရာအရမ်းမိုက်တာပဲ ကဲဘယ်ဟာကစားမလဲ ဟမ်ဟိုဟာစီးမယ်အဲ့ဒါမျိုးတစ်ခါမှမစီးဘူး အဲ့ဒါကြီးစီးရမှာမကြောက်ဘူးလား မသိသေးဘူးလေ လာသွားမယ် အကိုချွေးရန်အကိုကစီးရမှာကြောက်လား ကိုလည်းမသိဘူးလေပါလေညီမအကိုကိုစိတ်ပူနေရလား ဒါပေါ့အကိုအရန်ကြောက်နေရဆိုရင်ကျမလက်ကိုဆွဲတာအကိုချွေးရန်ဒါကြီးစီးရတာထင်တယ်လို့လဲကြောက်စရာကောင်းမှမရပါဘူးကို အကိုတော့အဲ့လိုမထင်ဘူးနော် ဘလို့လဲအဆင်ပြေရဲ့လား ကျမနောက်ထပ်တစ်ခါလောက်ထပ်စီးကျင်သေးရဲ့အကိုချွေးရန်မြင်မြင်လာလေဟိုမှာနောက်တစ်ခုသွားစီးရအောင် ဟုတ်ပြီအကိုချွေးရန်မြင်မြင်လာဟိုရုံနဲ့တပွန်သွားရရအောင် ရော့ဒါလေးမင်းကိုပေးလိုက်မယ် ကျေးဇူးပါနော်ဒါဘာလဲမသိဘူးရှောင်းရင်အတွက်ဘာဝယ်ပေးရင်ကောင်းမလဲဒါလေးလည်းမစိုးပါဘူးအကိုရောပိုင်းကစောက်တန်နဲ့စာရေးရတာကိုကြိုက်တယ်သူဒါလေးကိုသဘောကျမှာပဲအကိုဒါလေးကဘယ်လောက်လဲ အဲ့ဒါလေးလား13000မှာ ဟ
ရောပိုင်မင်းအကိုချူရနဲ့ပိုင်ချောင်းပြင်သွားတာကိုဒီတိုင်းပဲခွင့်လွှတ်တော့မှာလားအကိုချူရနဲ့ပိုင်ချောင်းကိုဖွင့်ပြောထားတာကိုအားလုံးသိနေကြပြီမင်းအဲ့လိုလွတ်ပေးရင်သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားနိုင်ရင်နော်မင်းအခုမလို့ရှာအောင်ဆိုရင်လုံးဝမမိတော့ဘူးနော်ငါတကယ်စဉ်းစားလို့မရအောင်မင်းကသဘောထားပဲကြည့်ရလားညံမဲနေရလား သူပြောရင်ပြီးတာပါပဲ ဒါကံကောင်းကြီးအရွက်လို့ခေါ်တယ်သုံးမင်းဆိုင်ပန်းပွင့်လေးညီမကြိုက်လား လှလိုက်တာ အကိုတက်ပေးမယ်လေ မယူတော့ပါဘူးကျမမှာဒါလေးရှိနေပြီပဲ ဒီကလေးလေးကညီမတို့သဘောကျနေတဲ့ကောင်လေးကပေးထားရတယ်တူတယ်အားကြောင့်တစ်ချိန်လုံးတက်ထားတာမလားကိုပြောတာဟုတ်လားညီမဒီကလေးလေးကိုဘာလို့အဲ့လောက်ထိသဘောကျရတာလဲ ဘာလို့လဲဆိုတော့ဒီကလစ်လေးကိုကျမအရင်သဘောကျတာဒါပေမဲ့ဝယ်ဖို့ပတ်စံမရှိဘူးကျမမွေးနေ့မှာဒီကလစ်လေးကိုကျမဗီဒီယိုထဲမှာတွေ့လိုက်တယ်ဘယ်သူပေးလဲဆိုတာကိုမသိပေမဲ့ကျမကိုအရင်ဂယူးဆိုင်တဲ့လူတစ်ယောက်ကလက်ဆောင်ပေးခဲ့တယ်ဆိုတာကိုတော့ကျမစိတ်ထဲမှာခံစားလို့ရနေတယ်အကိုကျွန်းကျေးဇူးတင်ပါတယ် ကိစ္စမရှိပါဘူးညီမကြိုက်တယ်ဆိုရင်တတ်ထားလို့ရပါတယ် ကျမအမြဲတမ်းတက်ထားမှာ ကဲတခြားနေရာမှာသွားကစားအောင် 茫茫夜空里，听见心跳的声音。虽然相隔万里，渴望的眼睛寻找着彼此的轨迹，请在我梦里留下你的脚印。同样的不安，同样的期待，全都是爱着的证明。我们是天上的星星，我们在孤单的旅行，相遇是种奇迹，想懂得爱你的意义。我们是天上的星星，在天空相遇又分离，用温暖微弱的光，照亮了彼此的心。茫茫夜空里，听见心跳的声音。虽然相隔万里，
的眼睛，寻找着彼此的轨迹，请在我梦里留下你的脚印。哈，အရင်လာတာပဲ。同样的期待，全都是爱着的证明。我们是天上的星星，我们在孤单的旅行，相遇是种奇迹，像懂得爱你的意义。 ပိုင်ချောင်းအခုနားလဲပေးရတဲ့ကျေးဇူးပါပဲ 我们是天上的星星，我们在孤单的旅行，用温暖微弱的光，照亮了彼此的心。我们是天上的星星。 ဟုတ်ပြီကဲအားလုံးကားပေါ်တက်လို့ရပြီ 1 2 3ရိုက်ပြီ ပြောင်းပြောင်းငါလည်းကြည့် ဘယ်လိုလဲလိုက်ရလား မြင်ကြည့်မယ်လေ အိုင်မရချစ်စရာ နောက်လည်းပြောင်း ဟဲ့ခဏလေးနေကြအောင်နော် ဟမ်ဒါကအကိုချွတ်ရမလား तू ကဘာလို့မလာသေးရလဲဟာဒါကလီယန်းချိုပဲဟာအကိုချွတ်ရအားလုံးကောင်းပါတယ်မျက်နှာများတာလေးတစ်ခုပဲရှိတာ တော်တော်လုံးနေပြီပြန်ခါနေအောင်မခွဲနိုင်ကြသေးဘူးလွမ်းတဲ့နေရဖြစ်မယ်ငါသွားတွေ့ဦးမယ်နေအောင်မသွားနဲ့ဘာဖြစ်လို့လဲဟဲ့အကိုကျွတ်ရနင့်ကိုကြိုက်နေရလေနင့်ကိုကြိုက်နေရဆိုလဲဒီလိုမလုပ်သိဘူးလေဟာဒါတသက်အနိုင်ကျင့်တာနင်ထင်းနေတယ်လို့မဟုတ်ပါဘူးဟာအဲ့ဒါဆိုပြောတော်ပြီလားတော်ပြောမယ်ဟိုမှာသူတို့လာနေပြီလာပါစေပေါ့ပိုက်ချောင်းပညာပြလိုက်ဟာ ဟဲ့ဘဲလေပိုင်ချောင်းငါနင်းနဲ့စကားနည်းနည်းပြောလို့ရမလားပိုင်ချောင်းဒါနင်းတော့ငါရဲ့လက်ဆောင် ဒါ ငါနင်းကိုပြောဘူးတဲ့နင်းနဲ့အရန်တူပြီးငါရန်သဘောကျတဲ့တယ်ဒီဝဝင်လေဒီရုပ်လေးပေါ့ အာတော်သေးရပေါ့ငါခုနကပြောသွားတာလေ तू မကြားလိုက်လို့ ခုနကတော့တိုက်ကွန်ဒိုဆီယာမာလေးကိုပညာပေးမယ်ပြောတာဘယ်သူလဲမသိဘူးဘာမှလည်းလုပ်တာမမြင်ရပါလား ကောင်းပြီလေ နင်ဘာနားလဲလို့လဲငါပိုင်ချောင်းအတွက်စဉ်းစားပေးတာပိုင်ချောင်းကိုထိတဲ့အခါမျိုးကြာငါဒေါသတွေထွက်လာအောင်အဲ့ချိန်ကြာငါရန်ရှာခြင်းလာအောင်ဒါနေကြိုက်ဆုံးရုပ်လေငါဘာလို့ပေးတာလဲ ငါရမ်းကြိုက်လို့လဲနင်းကိုပေးတာပေါ့ဟာယူမသာယူစမ်းပါဟာနင်းနဲ့ငါမတွေ့ရတဲ့ချိန်မှာသူနင်းအဖော်လုပ်ပေးလိုက်မယ် ပိုင်ချောင်းမမဲလား သွားတော့လေဟိုမှာနင်းကိုစောင့်နေကြပြီ ငါတေချာသိမ်းထားပါမယ်လက်ဆောင်ပေးလို့ကျေးဇူးတင်ပါတယ် အယူမလေးငါကပဲနင်းကိုကျေးဇူးတင်ရမှာနောက်တစ်ခါငါနင်းနဲ့ပြိုင်ပွဲဝင်ဖို့စောင့်နေမယ်နော်ကြိုးစားတာနော် နောက်မှပြန်တွေ့တာပေါ့ဒါဆိုသားလိုက်အောင်မယ်နော် တက်တာ ဟဲ့ပိုင်ချောင်းခဏနေရောသွားနေအောင်ဘာလို့ဒါပေးရတာလဲသူပြောတာဒီရုပ်ကငါနဲ့တူရဲ့တဲ့
ငါချစ်အောင်မယ်နည်းနည်းတော့တူတယ်ဟာချစ်စရာလေဒါနဲ့နင်းနဲ့လီယန်းချိုတို့ဟိုနားမှာဘာတွေပြောနေကြရလဲရမ်းရှိမောနေကြရလေပြောဘာကြက်စီနေကြရလဲဟမ် လာပါသွားမယ်ငါတို့စောင့်နေကြပြီ ဟာကြည့် တော့ ပြောဦးတွေ့ တော့တော့ အကိုရောပိုင်းဘာဖြစ်လို့လဲ အကိုရပါအစရောပြေလား ဘာမှဖြစ်ပါဘူး ဟေး စင်နီယာထင်ဟောက်ပါလားစင်နီယာထင်ဟောက် ပန်းချောင်းလေးငါဒီနေ့တော့မင်းကိုလာချိုးတော့မဟုတ်ဘူးသူ့ကိုလာချိုးတာဘလို့လဲတော့လို့ရပြီလား ဒီနေ့တော့မဖြစ်သေးဘူးငါတို့တင်တန်းကိုပြန်ပြီးတော့သတင်းပို့အောင်ပါ ဒီနေ့ကလေ့ကျင့်ရေးလုပ်မှာမဟုတ်တာငါရလိုက်ခဲ့ပါ မရဘူး ကောင်းပြီလေမင်းကဂရိမတီဘူးဆိုရင်ငါအားလုံးပြောလိုက်မယ်ငါပြောရမယ်ဆိုရင် လာတော့မယ် ငါတော့မက်ဆီလာခဲ့မယ် မရရဲ့ ဆရာဝန်ကတော့အားလုံးစနေပြင်လာတယ်ဆေးရုံမှာမင်းကိုစောင့်နေတယ် ငါဘာမှမဖြစ်ဘူးလို့မင်းပြောတာပဲ ဘာမှမဖြစ်ဘူးဘာလဲမင်းကငါမျက်လုံးကန်းနေရလို့မင်းကထင်နေရလားငါမင်းကိုပြောမယ်ဟိုနေ့ကငါမင်းကိုဆေးရုံလည်းမပို့လိုက်ရလို့ငါတော်တော်စိတ်မကောင်းဖြစ်နေတာ ရင်တော့ကမင်းဒီလောက်စကားမများပါဘူး ငါစကားများတယ်မင်းဒီနေ့ဆေးရုံကိုသွားပြီးတော့ဆရာဝန်ကမင်းနေကောင်းတယ်လို့ပြောရင်မင်းကငါဘာစကားမှမပြောတော့ဘူးဘာလို့တင်းခတ်နေရလဲငါစကားကိုနားထောင်စမ်းပါဟုတ်ပြီလား ဟေးပြောလိုက်တာနောက်ဆုံးတော့အိမ်ပြန်ရတော့မယ် ပြေးသွားလေအနေရလေအဲ့လောက်လည်းပြောနေနေဦး ဟာတိတ်ချတဲ့နေရာဒီမှာထိ သူ ကုန် တို့เนี่ยကဘာမှမဟုတ်ပါဘူး အင်းမ ဒါနဲ့ ငါတို့အိမ်ရောက်ရင်မုတ် မ တ နေ့ ခု ပြန် လောက် ကြ စား ရ ကြ င် မယ် ထွက်စေုံလာခဲ့ပါ ငါကြံကောင်းတယ် မလာစားအောင်တော့သိချာလာမယ်ငါနဲ့ဖေနင့်ကိုထမင်းစားဖို့စောင့်နေမှာ အင်းလာခဲ့မယ်လေမနေ့ပြန်ညနေ လာမစားနဲ့နော်ငါကြောက်အောင်သိရလားဟဲ့လာကြအောင်လာကြအောင်ဒီတည်းကိုလာဖက်ကြပါဦးဘာလဲဆုံးနေတာကိုစိုက်ပြန်ပွဲအတွက်အမျိုးသမီးလက်ရွေးစင်ဖြစ်ဖန်ချင်းကိုရွေးလိုက်ပြီတဲ့ဒါလုံးဝမတရားဘူးပြောတော့ပိုင်းချအောင်ဒူးချိုတင်တဲ့နာစုရရင်သူနဲ့ရှင်ပြန်ရမယ်ဆိုပြီးတော့နိုင်တဲ့ခါကျရင်ပြန်ပွဲမှာရှင်ပြန်ခွင့်ရမယ်ဆိုဒါဘလို့ဖြစ်ရလဲ ငါ့ကိုလည်းပြအောင်ကြည့်အောင်မယ်မဖြစ်နိုင်ပါဘူးတခုမှနေရပဲဖြစ်မယ် တခုလွဲနေရထင်တယ်ကိုဖုန်းဆက်ပြီးမေးကြည့်အောင်မယ် တော်တော်မတရားပဲပေးထားတဲ့ဂရိလည်းမကြည့်ဘူးမဖြစ်ဘူးငါနီးပြဆက်နေတော့တွားတွေ့ရအောင်အတာနေစမ်းပါ ဒေါသမကြီးနဲ့လေဒီကိစ္စမသိကြသေးဘူး အေးလေငါတို့အခုတင်တန်းကိုပဲအမြန်ပြန်ကြမယ်နီးပြဆက်နေပြောတာကိုပဲနားထောင်ကြအောင် ဒေါက်တာခြေနေရဘလို့လဲ မင်းရဲ့လက်ရှိနှလုံးအခြေအနေကတော်တော်ဆိုးတယ်အခုချက်ချင်းဆေးရုံတက်ဖို့တော့ဆရာအကြံပေးခြင်းတယ်ပြီးရင်မင်းကိုခွဲစိတ်ဖို့အတွက်ဆရာအချိန်သတ်မှတ်ပေးမယ် မဖြစ်ဘူးကျွန်တော်ဆေးရုံတက်လို့မရသေးဘူးကျွန်တော်မှလှုပ်ရှားရရှိသေးတယ် မင်းကကျမ်းမာရတဲ့ဘာအရေးကြီးသေးလို့လဲ ငါပန်ချောင်းကိုဂတိပေးထားတယ်သူပြန်မဝင်တဲ့အခါကျရင်ငါသူ့အနာမှာရှိနေမှရမယ် မရဘူးမင်းအမြန်ဆုံးဆေးရုံတက်ပြီးခွဲစိတ်ရမယ်အချိန်ထပ်ဆွဲလို့မရတော့ဘူးမင်းအခြေအနေကတော်တော်ဆိုးနေပြီမခွဲစိတ်ရင်အခြေအနေဓာတ်တဲ့ဆိုးပြီးမင်းအတွက်အန္တရာယ်အရန်ရှိနိုင်တယ်မင်းအမြန်ဆုံးခွဲစိတ်ရမယ် ကောင်းပြီလေ အခုချိန်ကစပြီးတော့
မင်းအလုပ်တွေအားလုံးနားပြီးစေယုံတက်ကူးသားရမယ် ဟယ်လိုကိုရပိုင်းအကိုအခုမှလဲမြင်ပြန်လာခဲ့ပါနီးပြဆန်တွေကပေးထားတဲ့ဂရိလည်းမတည်ဘူးပိုင်ချောင်းကပြန်ဝဲဝင်ပြန်ဖို့အတွက်အငင်းလဲခံရတယ်အခုတင်တဲ့ကမြင်ပြန်လာခဲ့နော် ကျွန်တော်သွားတော့မယ် ဟေးမင်းအဲ့လိုပြေးလို့မရဘူးဒီမှာထင်အောင်မင်းကသူ့တငယ်ချင်းမလားမင်းကသူ့တငယ်ချင်းဆိုရင်အခုသူ့ကိုခေါ်လာပြီးခွဲစိတ်ကူးသားဖို့လုပ်ပါ ဟုတ်ကဲ့ပါကျွန်တော်အခုခေါ်လာခဲ့မယ် အားလုံးကိုကြိုဆိုပါရယ်ဒီတစ်ခါကိုရီးယားခီးစဉ်မှာအားလုံးအတွေ့အကြုံတွေရခဲ့မယ်လို့ထင်တယ်ချိပိုင်ချောင်းငါမင်းအတွက်အရန်ကိုဂုဏ်ယူပါတယ် ကျေးဇူးတင်ပါတယ်နီးပြ ဒီနေ့မှပြန်ရောက်တာဆိုတော့အားလုံးပဲအေးဆေးပဲနေကြပါမနေ့ပြန်ကြရင်တော့ပုံမှန်လေ့ကျင့်ခန်းတွေကိုဂယူးဆိုင်ပြီးလုပ်ကြပါအားလုံးနားလည်လား အားလုံးကိုကြိုဆိုပါတယ်ဒီနေ့ကတော့အားလုံးကိုကြိုဆိုတဲ့အနေနဲ့ညစာစားပွဲလေးနဲ့အခန့်ချင်ပါတယ် ကဲအားလုံးပဲအေးဆေးဆေးနားကြတော့ဟုတ်ပြီလားဒါနဲ့ရောပိုင်ရောဘာလို့မလာလဲထင်ရောပိုင်မလာဘူးဆိုတော့မင်းမဲဥဆောင်ပြီးလေ့ကျင့်ပေးလိုက်ပါ ဟုတ်ကဲ့ နီးပြဆန်နေကျမတို့ခုနသတင်းမှာတွေ့လိုက်တာ နီးပြဆန်နေကျမတို့လေမွားဆင်းလာတော့ဖုန်းထဲကနေသတင်းတစ်ပုဒ်ကိုတွေ့လိုက်တယ်အဲ့ဒီသတင်းကတကွန်စားပြိုင်ပွဲလူရဲချဲ့မှုနဲ့ဟုတ်တယ်အဲ့ဒီသတင်းကိုငါသိတယ် အဲ့ဒါတကယ်ပဲလားနီးပြဆန်နေကစီနီယာထီကိုပြန်ခိုင်းမှာပေါ့နီးပြပြောခဲ့တာကိုမှတ်မိတယ်ကျမတင်နန်းသားထူးချွန်ဆိုကိုရအောင်ယူနိုင်ခဲ့မယ်ဆိုရင်ကျမကိုစီနီယာထီနဲ့ရှင်ပြိုင်ခွင့်ပေးမယ်ဆိုအခုကျမဆူရခဲ့ပြီလေနီးပြပြောတဲ့အတိုင်းကျမလုံနိုင်ခဲ့ပြီဒါကြောင့်စီနီယာထီနဲ့ကျမမျက်မျက်တတပြိုင်ခြင်းနဲ့ကျမအခွင့်အရေးပေးပါ မျက်မျက်တတရှင်ပြိုင်မယ်နင့်မှာဘာရည်ချင်းနေရှိလို့ငါနဲ့ရှင်ပြိုင်ပါလဲငါငငယ်လေးတွေကတိုက်ကွမ်ဒိုကစားလာတာနင်ကအခုမှကစားတာငါပြိုင်ပွဲတွေအများကြီးကိုလည်းပြိုင်ခဲ့ဘူးတယ်နင်ကဘယ်နှခုပြိုင်ခဲ့ဘူးလို့လဲငါပထမဆုတွေလည်းအများကြီးရဘူးတယ်နင်ကဘယ်နှခုရပြီးပြီလဲဖန်ထီဆိုရင်လူတိုင်းကငါ့ကိုသိတယ်ချီပိုင်ချောင်ဆိုတဲ့နင့်ကိုဘယ်သူသိလို့လဲဟမ် ဟုတ်တယ်လေငါရောပိုင်ကိုဂရိပေးခဲ့တယ်မင်းသာထူးချွန်တင်နန်းသားစုရခဲ့မယ်ဆိုရင်မင်းနဲ့ထင်ကြီးကိုပြိုင်ပွဲတစ်ပွဲပြိုင်ခိုင်းပြီးတကွန်ဆိုင်ပြိုင်ပွဲအတွက်လူရွေးဖို့ငါရောပိုင်ကိုဂရိပေးခဲ့တယ်ဒါပေမဲ့အခုအချိန်နေရပြောင်းလဲမှုတွေဖြစ်သွားတယ် ဘာပြောင်းလဲမှုဖြစ်တာလဲနီးပြဆန်နေအကိုရောပိုင်နဲ့ပိုင်ချောင်းတို့ကနီးပြရဲ့စကားကိုဘယ်လောက်ထိအတီးယူခဲ့ကြတယ်လဲဆိုတာသိလားပိုင်ချောင်းဆိုရင်နေတိုင်းအစွမ်းကုန်လေးကျင်တယ်မနေ့ကနေညနေအထိပဲတရားမှမပြောက်ကွက်ခဲ့ဘူးအကိုရောပိုင်လဲပိုင်ချောင်းထူးချွန်တဲ့နန်းစားဆူရဖို့အတွက်ကိုနေရောညပါသူ့ကိုလေးကျင်ပေးထားရတာသူ့ကိုယ်တိုင်တော့နေမကောင်းဖြစ်တယ်မူးလဲတဲ့အထိပဲအပြင်းလဲဖျားတယ်အလောက်ထိအောင်လေးကျင်ထားကြတာနီးပြဒီလိုလုပ်လိုက်တာပိုင်ချောင်းပေါ်မတရားလို့ထင်တာပဲအကိုရောပိုင်ရောဘယ်လိုလုပ်ကြမလဲနီးပြစိတ်ထဲမှာအကိုရောပိုင်ရောအားနာစိတ်လေးနည်းနည်းတော့မဖြစ်ဘူးလား
လုပ်ပြီးရောက်လာ ရောပန်းကိုတွေးပြီလား ကိုရောပိုင်နဲ့နီးပြဆန်နေတို့ကရုံးခန်းထဲမှာလေ ပန်းချောင်းမင်းမလိုက်ခဲ့ ဟမ်ဘယ်လိုလဲ ဒီတစ်လအတွင်းမှာထင်ယူအခန်းပိတ်ပြီးလေ့ကျင့်တာခြေနေတိုးတက်မှုတော်တော်မြန်တယ်သူ့ရဲ့အင်အားရောအရှိန်မှာအရန်ကိုမြင့်တက်လာတယ်လီအန်ချိုကိုရှင်ပြိုင်မှုအတွက်သူ့မှာအရည်ချင်းတွေတော်တော်လေးကိုပြည့်ဝလာပြီအဲ့ဒါကြောင့်သူ့ကိုကော်မတီကနေရွေးချယ်လိုက်တာဖြစ်လဲဖြစ်တဲ့နယ်လေ ဒါဆိုနီးပြအောင်အဲ့လိုပဲယူဆရလားထင်းကြီးမှာတိုးတက်မှုတွေရှိနေရင်တော့ပိုင်ချောင်ကရောသူဒီတစ်လအတွင်းမှာဘလို့အခြေအနေမျိုးတွေတိုးတက်လာတယ်ဆိုတော့နီးပြသိလားကိုရီးယားလေ့ကျင့်ရေးတင်တန်းမှာအရန်တော်တဲ့ပြိုင်ပွဲဝင်တွေကိုအနိုင်ယူပြီးတော့တင်တန်းသားစုကိုအရယူခဲ့တာတိုက်ခွက်တွေအားလုံးကိုလည်းပိုင်နိုင်ပြီးတော့သူ့ရဲ့အခြေအနေကလည်းအရန်ကိုတိုးတက်လာပြီ ဟင်တကယ်လား ဒါတွေကိုပိုင်ချောင်နဲ့ထင်းပြိုင်ပွဲပြိုင်တဲ့အခါကျမှပဲနီးပြကိုကျွန်တော်ပြောပြမလို့ပါ ရောပိုင် ချန်ပီယံဆုယူတဲ့အခါမှာနာမည်ဂွန်ဒရက်တွေနဲ့ရှင်ပြိုင်ရတာမဟုတ်အရေးချင်းနဲ့ရှင်ပြိုင်ရတာနီးပြဆန်တွေကပိုင်ချောင်းကိုရှင်ပြိုင်မှုအခွင့်အရေးတော့မပေးခဲ့ဘူးဒါပိုင်ချောင်းအပေါ်တွေတာဝန်မယူတာမဟုတ်ပါဘူးတိုက်ကွက်တို့အပေါ်ကိုပါတာဝန်မယူတာပါနီးပြဆန်တယ်နီးပြပေးထားတယ်ဂတိကိုတီးပြီးတော့ပိုအရေးချင်းရှိတဲ့လူကိုရွေးချယ်ပေးပါ ကောင်းပြီလေမင်းဆန္ဒရှိတဲ့အတိုင်းထင်ရင်နဲ့ပိုင်ချောင်ရဲ့စိန်ခေါ်ပွဲကိုငါတို့သတ်မှတ်ထားတဲ့အတိုင်းမနေ့ပြန်ကျင်းပပေးမယ်တကယ်လို့ပိုင်ချောင်သာထင်ယူကိုအနိုင်ရခဲ့မယ်ဆိုရင်တိုက်ကွမ်တို့အသင်းချုပ်ကကန့်ကွက်ရင်တောင်ငါထောက်ခံပေးမယ်ကဲမင်းကျင်တတ်ပြီလား ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နီးပြဆန်တယ် ပြီးတော့ငါမင်းကိုပြောထားတဲ့နီးပြလို့ဖို့ကိစ္စကိုစဉ်းစားပြီးပြီလား မင်းအမြန်ဆုံးဆေးရုံတက်ပြီးခွဲစိတ်ရမယ်အချိန်ထွက်ဆွဲလို့မရတော့မင်းအခြေအနေကတော်တော်ဆိုးနေမခွဲစိတ်ရင်အခြေအနေထားတဲ့ဆိုးပြီးမင်းအတွက်အန္တရာယ်အရန်ရှိနိုင် ကျွန်တော်စဉ်းစားပြီးပါပြီအကောင်းဆုံးလုပ်ပါမယ်ကျွန်တော်ရဲ့အခြေအနေအားလုံးပိုင်ချောင်းကိုပဲပေးထားခြင်းတယ် ကောင်းပြီလေဒါမဲ့ရောပိုင်ဒါဟာမင်းရဲ့လက်ရွေးစင်ဘဝကိုမင်းကိုယ်တိုင်ပဲဆုံးလွတ်လိုက်တာနော် ကျွန်တော်သိပါတယ် ငါလူရွေးတာမှန်သွားပြီတကယ်တော့နီးပြလောက်တယ်ဆိုတာဟာကိုဘဝကိုစရေးပြီးတခြားသူအောင်မြင်ဖို့လုပ်ပေးတာပဲတကယ်လို့ပိုင်ချောင်တာသူ့အတွက်နဲ့မင်းရဲ့လူရွေးစင်ဘဝကိုစွန့်လွတ်တာကိုသိရင်သူသဘောတူရမလားငါတော့သဘောတူမယ်မထင်ဘူး သူသိစရာမလိုပါဘူး ကောင်းပြီလေဒါဆိုငါတို့မနေ့ပြန်စကြ အဲ့လိုမလုပ်ရဘူးကျမတောင်းမှန်ပါတယ်နီးပြဆန်နေအကိုရောပိုင်ကအဲ့လိုဘရောမလုံးမှာမဟုတ်ဘူးသူလဲဝင်ပြိုင်ပါပါသူလဲတကွန်စားပြိုင်ပွဲကိုဝင်ပြိုင်ပါအကိုရောပိုင်နီးပြမလုပ်ပါဘူး တော်တော့ငါကိစ္စကိုငါပဲဆုံးဖြတ်မယ်ကျွန်တော်သွားတော့မယ် အကိုရောပိုင်အကိုရောပိုင် အကိုရောပိုင်ဘာဖြစ်လို့လဲတကယ်ပဲကျမအတွက်နဲ့တိုက်ကွမ်တို့ကစားသမားဘဝကိုဆွန့်လွတ်တော်မလို့လားဘာဖြစ်လို့နီးပြလောက်မယ်လို့ကတိပေးလိုက်ရတာလဲ ဒါတွေအားလုံးကမင်းနဲ့မဆိုင်ဘူးငါတိုက်ကွမ်တို့မကစားချင်တော့လို့ပဲ ကျမမယုံဘူးကျမကြောင့်ပဲမို့လားဒါတွေအားလုံးကကျမကြောင့်ပဲမလားနီးပြဆန်နေပြောရမှန်တယ်အကိုကျမအတွက်နဲ့ပေးဆက်ခဲ့ရတဲ့အရာတွေများနေပြီကျမကိုလေ့ကျင့်ပေးခဲ့တဲ့အချိန်တွေကအကိုရဲ့ကိုယ်ပိုင်လေ့ကျင့်ချိန်တွေတော့ကိုပိုများနေတယ်အခုလဲကျမအတွက်နဲ့နီးပြလောက်ပေးဖို့စဉ်းစားနေရလား မင်းနဲ့မဆိုင်ဘူးလို့ငါပြောပြီးသွားပြီလေငါဘာလို့တင်လဲငါဘာလို့ရမလဲဆိုတာငါကိစ္စပဲမင်းဝင်ပါစရာမလိုဘူး အကိုဘာလို့အဲ့လိုလုပ်ရရလဲဒီကိစ္စကကျမနဲ့တကယ်ပဲမပတ်သက်ဘူးလားအကိုကျမကဘာတစ်ခုမှလည်းမပြောပြဘူးဘာမှလည်းအသိမပေးခဲ့ဘူးအကိုနေမကောင်းဖြစ်နေရတော့မှကျမကမပြောပြခဲ့ဘူးလေ့ကျင့်ငယ်မဲ့အတင်းလောက်ခိုင်းတယ်အကိုနဲ့ပတ်သက်ရင်ကျမကဘာတစ်ခုမှသိခွင့်မရှိဘူးလားဘာဖြစ်လို့အကိုနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျမကမပြောနိုင်ရလဲ
是你把那双青春炙热的眼睛不再闪躲，飘动着的心，就算逆着光也前行。那个远方，什么模样，萦绕着发烫的梦想，就奋不顾身，撑起手掌，够不到又怎样？那个远方叫做流浪，到不了也念念不忘，让你的翅膀变成行囊，陪着我在有梦的地方。那个远方，什么模样，萦绕着发烫的梦想，就奋不顾身，撑起手掌，够不到又怎样？那个远方叫做流浪，到不了也念念不忘，让你的翅膀变成行囊，陪着我在有梦的地方，陪着我在有梦的